မင်္ဂလာပါခင်ဗျ Digital Skills မြန်မာမှာကြိုးဆိုပါတယ်ယနေ့ခေတ် TikTok မှာခေတ်စားနေတဲ့ဒီလို အားလုံးမှာ carbohydrate ကျွဲဝလို့တင့်ကိုတစ်နေ့တာလုံးအားအင်ပြည့်ဝစေတယ်ပြေးလွှားဆော့ကစားဖို့အကောင်းဆုံးပေါ့ မြန်မာစကားပြောတဲ့ animation AI ဗီဒီယိုလေးတွေကိုဘယ်လိုထုတ်ရလဲဆိုတာကိုအကြံဖြင့်ပြောပြသွားမှာဖြစ်ပါတယ်တကယ်တော့ဒီလို AI ဗီဒီယိုလေးတွေဖန်တီးတာအယမ်းမခက်ပါဘူးပထမဆုံးအနေနဲ့ကိုလိုချင်တဲ့အကြောင်းအရာကို AI ကိုပြောပြီး story ပုတ်ရေးခိုင်းပါတယ်ပြီးရင် character ထုတ်ခိုင်းပါတယ်ပုံဒီအများကြီးမထုတ်တော့ပဲထွက်လာတဲ့ character ပုံတစ်ပုံသေးကိုပဲအသေးသုံးပါတယ်အဲ့ဒီနောက်မှာတော့ story ပုတ်အတွက် image to video prompt ကိုထုတ်ပါတယ်မြန်မာလိုပြောတင်တာဖြစ်လို့မြန်မာလို dialogue ပါတွဲရေးခိုင်းပါတယ်ပို့ပြီးတဘာဝကြကြပြီးပြင်းချင်ရင်တော့ emotion ပါထည့်ရေးခိုင်းလို့ရပါတယ်ပြီးရင်တော့ခုနလာထုတ်ထားတဲ့ character ပုံရေ prompt ရေကိုယူပြီး flow AI မှာတွားထုတ်ပါတယ်စက္ကန့်စာဗီဒီယိုလေးတွေရပြီဆိုရင်တော့ CapCut ဒုမဟုတ် TikTok မှာပဲပြန်ဆက်ပြီးစာတန်းထိုးပါတယ်ဒီလုပ်ငန်းစဉ်အားလုံးကို free အခမဲ့လုပ်လို့ရပါတယ် Gemini AI နဲ့ Google Flow AI ကိုပဲအသုံးပြုထားတာပါကဲအားလုံးပဲဒါလီကိုဘယ်လိုဖန်တီးရလဲဆိုတာစိတ်ဝင်စားရင် comment မှာ yes လို့ရေးခဲ့ပြီးပါဦးနောက်နေ့မှာ tutorial video အပြည့်အစုံကိုတင်ပေးပါမယ်